တို့ဒီလက်စေတုံးတာအပင်ငယ်စင်တွေကတုံးတာလားငယ်စင်တွေကတုံးတာနော်စေတုံးတာဘယ်နှစ်ကြိမ်ရှိသွားပြီလဲအကျိန်ရတော့မပြောတတ်ဘူးလေတွဲရတော့3 တွဲရှိသွားပြီ9ရက်တစ်ပတ်ဖြန်နေတို့ဒီလက်စေကိုအနည်းအနေနဲ့ဘယ်ကနေစသိတာလဲမသိဘူးရှင်ဟုတ်ချစ်ပဲဦးနိုင်ရှိရအုတ်ချစ်ပင်ဦးနိုင်ချီကအုတ်ချစ်ပင်ဦးနိုင်ကတို့ဒီလက်စေကိုအကြောင်းကိုပြောပြတာလားဟုတ်သူကနေပြီးတော့ဆက်သွယ်ပြီးတော့အိမ်ကိုခေါ်လာလေရှေ့ကိုခေါ်လာတာဟိုဦးတန်းစောဆရာဦးတန်းစောကိုခေါ်လာခဲ့တာနဲ့လာတော့မတွေ့ကြဟုတ်ကဲ့ပါသူရှိရတွဲယူထားတယ်ဟုတ်သူတို့ရှိရယူထားတာကိုမသုံးမိဘူးလေနောက်မှဒီခွာတို့ဖွဲ့နဲ့တွေ့လိုက်မှကျင်းငါသုံးဆိုတော့သုံးလိုက်တာနဲ့တိတာသွားတာပေါ့အဲ့ဒီပင်ငယ်စီကနေအခုချိန်သုံးတဲ့ခါကျတော့အဲ့ဒီစီဒိုဂျီလက်ကစီသုံးတဲ့ဥစ္စာမှာတိတာမှုရှိလာလားတိတာမှုရှိတယ်အသားတက်တယ်တာတက်တယ်အသီးရောအချိန်ကောအသီးရောအလေးချိန်ကောအပင်ရောယောဂကြားမှုရောယောဂကြားမှုကလည်းဒီလောက်ပဲပို့ပြောမရှိဘူးဆိုတော့စီးဖို့ကလည်း3တွဲဆိုတော့ဘယ်လောက်ကုန်မအောင်3တွဲပဲလေ3တွဲဆိုတော့တသိန်းကျော်တသိန်းကျော်ပဲပြောပါတော့တသိန်းစုံစုံတသိန်းပဲ2သိန်းပေါ့အဲ့တည်းပုံမကုန်ဘူးလားစီးဖို့2သိန်းနဲ့အခုဘယ်2သိန်းပြန်ရပြီ7သိန်း15သိန်းတော့15သိန်းလောက်ပြန်ရပြီနောက်ထပ်လည်းဘယ်လောက်ပြန်ရအောင်မဟုတ်တယ်ရအောင်ပါနောက်ထပ်8ကြိမ်လောက်ခူးအောင်မလားဘယ်ကြိမ်လောက်ခူးအောင်မလဲ8ကြိမ်လောက်ခူးအောင်ခူးအောင်မသိကြတယ်သိကြတယ်တစ်ကြိမ်ကိုအနည်းဆုံး100ပဲ100နဲ့တွက်လိုက်အောင်ပေါ့နော်100နဲ့တွက်လိုက်အဲ့ဒါ100ဆို2သိန်း100မနေသေးဘူးလေမနေသေးဘူးအားလည်းမကြသေးဘူးဟုတ်တယ်အားလည်းမကြသေးဒီကျင်းသားမှာအရင်တော့လည်းစိုက်ဘူးတယ်လို့ပြောတယ်ဟုတ်လားအရင်တော့စိုက်တယ်စိုက်တော့ကြတတ်တဲ့ယောဂါတို့ပိုးလို့ရှိလားရှိတယ်ဘာယောဂါကြတတ်အဝါကြီးကြပဲယောဂါထိုးတာယောဂါထိုးတာပေါ့အဝါကြီးအပင်ငယ်ဒီအရွက်ဆိုတော့ခုမှကြသွားတာအရင်ဒီအရွက်တွေမကြသေးဘူးမကြသေးဘူးခုလောလောဆယ်မှကြသွားတာအခုမှကိုဒီအပင်ရရွက်လေလေဒါပေမဲ့အပင်ကတော့တုတ်နေတော့ဟုတ်တယ်ဟုတ်တယ်ညတော့တော်တော်တုတ်တယ်နော်ဟုတ်တယ်တင်းငါးပင်လားကြံပင်လားနဲ့လောရဲနဲ့တော်တော်ကြီးတုတ်နေအပင်ကြီးကအပင်ကတော့တုတ်တယ်နောက်တစ်ခုကလေခုနပြောတဲ့ယောဂါထိုးတဲ့ဟာကအရင်ကတော့ဖြစ်တယ်အခုဒီနေ့မှာဒီရာဒီမှာတော့မဖြစ်ဘူးဘာကြောင့်လို့ထင်လဲဘာကြောင့်လဲဘာကြောင့်လို့ထင်လဲဒီဒိုဂျီလက်ပဲထင်တာပဲလေကျမတော့ကြောက်မုံသုံးတယ်ဒါပဲကြောက်မုံသုံးတယ်ခုနပြောတဲ့ဒိုဂျီလက်စီးတွေသုံးတယ်အဲ့ဒါကြောင့်မို့ယောဂါလဲမထိုးဘူးအပင်လဲတော်တော်ကြီးကိုတုတ်နေဟုတ်တယ်တောင်သူတွေကိုအနေနဲ့ဘာပြောချင်သေးလဲပေါ့နော်ဒီလိုသုံးမှုကိုပြောပြတယ်ညွှန်ပြတယ်လေသဖို့သဘောကျတဲ့လူကတော့သုံးတယ်ဟုတ်ကဲ့ပါဆိုတော့ကြတော့လေနည်းနည်းသုံးရဲဦးဆိုပြီးမသုံးညာရရှိရပေါ့ဒိုဂျီလက်ဆေးပေါ်အန်ဒီရဲ့အမြင်လေးဘယ်လိုလေးမြတ်ပြောချင်သေးလဲမသိသဘောကျတယ်အဲ့ဒါတော့သဘောကျတယ်ပင်စီအနေထားအစားဟုတ်ဒီအသီးရဲ့အသားတက်တာဟုတ်ကဲ့ပါလေသဘောကျတယ်ဟုတ်ကဲ့ပါဘလို့ဆိုဟိုဘက်မှာတူးရှိတယ်ဒီမှာပဲလေဟုတ်ကဲ့ပါသူတွဲပေးလိုက်တယ်သူတွဲသုံးတယ်ငယ်စင်မဲ့သုံးလိုက်တယ်အပင်အားအကုန်အားကောင်းလာပြီးတော့အသီးမဲ့မသုံးလိုက်တော့ဒါမှတက်ကုန်ချိန်မလိုက်တာဟုတ်ကဲ့ပါဟုတ် तू ကအသုံးတော့ကိုအကုန်ချိန်မလိုက်ဘူးခုတစ်ဖက်မှာ100ပဲရသေးတယ်ဒီဆေးကိုတိုဂျီလက်ကဆေးကိုထပ်ပြီးတော့သုံးဖို့ရှိသေးလားရှိတယ်လေနောက်လာမဲ့စပြစ်တွေပါစပြစ်တွေမှာထပ်သုံးပါနောက်ထပ်စပြစ်ပြင်ကိုနောက်ထပ်ပဲတင်းနဲ့မှာထပ်သုံးဖို့ရှိသေးလဲပဲရီပါရောသုံးတယ်ပဲတွေကိုသုံးတယ်ဟုတ်ကဲ့ပဲတောက်ရှည်သေးပဲတောက်ရှည်ရဲ့စပြစ်ရဲ့ပဲတောက်ရှည်ရဲ့ထပ်သုံးမယ်ပေါ့နော်နောက်ထပ်သုံးဖို့ရှိသေးလားရှိသေးတယ်ဟုတ်ပြီအားလည်းကောင်းတယ်ခုလိုဆရာမတို့ဟိုလေးလို့ပေါ့လေဒီလိုမျိုးဟိုဖြစ်ထွန်းအောင်လဲကျွန်တော်တို့ဘက်ကလည်းတော်တော်လေးဝမ်းသာပါတယ်ဟိုကျေးဇူးလည်းတင်တယ်ဘာလို့ဆိုတော့ဒူကြီးလက်စီးတွေဆိုတာထက်တဘာဝစီးတွေကိုသုံးခြင်းအပြင်တောင်သူစားသုံးသူတွေအတွက်ရောပေါ့နော်နောက်လူတိုင်းဟိုစားသုံးတဲ့ခါမှာဘေးအန္တရာယ်ကင်းကင်းနဲ့စားသုံးနိုင်ကြမယ်ပေါ့ပြီးတော့လေဆရာမတို့လေးလို့ကိုယ်တိုင်လည်းဒီမှာစိုက်ပျိုးထုတ်လုပ်တဲ့အချိန်မှာဘာအန္တရာယ်မှမရှိဘူးနောက်ပုဒ်သက်စီးတွေမဖြန်းရဘူးဆိုတော့အဲ့ဒီအတွက်ကိုကိုယ့်အတွက်လည်းအန္တရာယ်ကင်းတယ်စားသုံးသူတက်လည်းအန္တရာယ်ကင်းတယ်အဲ့လိုမျိုးလုပ်ပြီးတဲ့အတွက်ကိုမှကျေးဇူးအများကြီးတင်တယ်ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဒီကြည့်လိုက်ကဒီလိုမျိုးတောင်သူရဲ့လိုအပ်တဲ့အချက်တွေဥပမာသူတို့ရဲ့မြေချင်းငံဂိမ်းတွေမှာဘယ်လိုချင်းနေရှိလဲဒါတွေကိုလည်းကွင်းဆင်းပြီးတော့ကြည့်ကြပ်ပြီးတယ်ကွင်းဆင်းပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတယ်ပြီးတော့လိုအပ်တာတွေညွှန်းပေးတယ်ပေါ့နော်စီးတွေညွှန်းပေးတယ်ဤပညာတွေညွှန်းပေးတယ်ဒီလိုအလုပ်တွေလည်းလုပ်တယ်လို့ကျွန်တော်တို့ကတောင်သူတွေအတွက်တဘာဝဝန်းကျင်မပြတ်စိုက်ပျိုးရေးဤပညာတွေကိုလည်းကြီးရွာတွေအထိကွင်းဆင်းပြီးတော့တောင်သူတွေနဲ့တရေတနီးမျှဝေတယ်ပွတ်ပန့်ပိုးတယ်ပူရှာတယ်တင်တန်းတွေလည်းဆောင်ရွက်ပေးတယ်ဒါတွေလည်းကျွန်တော်တို့လုပ်နေပါတယ်ဒါအပြင်ကျွန်တော်တို့ကတောင်သူတွေအတွက်ထိရောက်ပြီးတော့ဘေးကင်းတဲ့ကျွန်တော်တို့တဘာဝဇီဝမြေဩဇာတွေကိုလည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချနေပါတယ်ဗျကျွန်တော်တို့ဒူကြီးလက်ကထုတ်တဲ့ဇီဝထုတ်ကုန်မြေဩဇာတွေအလုံးဒီဘေးကင်းစိတ်ချရပြီးတော့အန်ဒီရဲ့ကင်းပါတယ်ဒါကြောင့်စားသုံးသူအတွက်ရောထုတ်လုပ်သူအတွက်ကိုပါစိတ်ချဘေးကင်းစိတ်ချရတဲ့စီးတွေဖြစ်ပါတယ်ဗျ